ကောင်မလေးလက်ပတ်တော့သုံးနေတော့ကောင်လေးကိုဝင်လာပြီးဘာလုပ်နေတာလဲမေးတော့ကောင်မလေးကပိတ်လိုက်ပြီးဒီတိုင်းအင်တာနက်ကြည့်နေတာပါစိတ်ဝင်စားရတော့မတွေ့ပါဘူးလို့ပြောလိုက်တယ်ကောင်မလေးကရှင်နောက်ဆက်ဖြစ်နေမှာစိုးလို့တခြားနေရာမှာပဲတွားကြည့်တော့မယ်ပြောလို့ကောင်လေးကမင်းကငါးနဲ့အတူရှိနေတာအစင်မပြေဘူးလားမေးတော့ကောင်မလေးကမဟုတ်ပါဘူးလို့ဖြေတော့မစစ်ဝင်လာလို့ကြည့်လိုက်တော့အရင်သူကြိုက်ခဲ့တဲ့စီနီယာကသူ့ကိုဖူဒီအင်ဖလူယန်ဆာမသိပဲမင်းမှာဖော်လိုဝါ10တန်းကျော်နေပြီငါတို့ကိုစုလက်အနေနဲ့မင်းမျက်နှာလေးပြပါလားလို့တောင်းဆိုထားတဲ့စာပဲဖြစ်ပါတယ်ကောင်မလေးကအတန်ခတ်လုပ်ကိုပိတ်ပြီးငါအိယာဝင်တော့မယ်ဆိုပြီးထပ်သွားပါတယ်နောက်နေ့မနက်ကျောင်းသွားတော့ CEO ကလိုက်ပို့ပေးပြီးတခုခုဖြစ်ရင်ငါစီဖုန်းဆက်နော်ပိုက်ဆံကုန်သွားရင်ဒီကက်နဲ့သုံးလိုက်ဆိုပြီးကတ်ထက်ပေးတော့ကောင်မလေးကအရင်ပေးထားတဲ့ကတ်ထဲမှာတောင်ပိုက်ဆံတွေကျန်သေးတယ်နောက်ထပ်မလိုပါဘူးလို့ပြောတော့ကောင်လေးကလိုရင်လဲဖုန်းဆက်နော်လို့ပြောပြီးအလုပ်ကိုသွားပါတော့တယ်ကောင်မလေးကျောင်းထဲရောက်တော့သူအရင်ကကြိုက်ခဲ့တဲ့စီနီယာအကိုနဲ့တိုက်မိပြီးဖုန်းပြုတ်ကျသွားပါတယ်ကောင်မလေးကကောက်ယူလိုက်တော့စီနီယာကဖုန်းစင်ပြေရဲ့လားကွဲသွားသေးလားသိချင်လို့ဖုန်းကိုလန့်ယူလိုက်ပါတယ်စီနီယာကကောင်မလေးရဲ့ဖုန်းဝေါ်ပေပါကအင်ဖလူယန်ဆာကောင်မလေးရဲ့ဖုန်းဝေါ်ပေပါနဲ့တူနေတာတွေ့တော့ဒီပုံကိုအင်တာနက်ကစစ်လာတာလားမေးလိုက်ပါတယ်ကောင်မလေးကမဟုတ်ပါဘူးအဲ့ဒါငါအမေနဲ့ငါနဲ့တူလိုက်ထားတဲ့ပုံလို့ပြောလိုက်တော့ကောင်လေးကသဘောပေါက်ပြီးသူအရန်သဘောကျနေခဲ့တဲ့အင်ဖလူယန်ဆာကောင်မလေးကတစ်ချိန်ကသူ့ကိုရေးစားစာပေးဘူးတဲ့ကောင်မလေးနဲ့တယောက်တည်းပဲဆိုတာသိသွားခဲ့ပါတယ်ဒါကြောင့်စီနီယာကကောင်မလေးနောက်ကိုလိုက်သွားပြီးစီနီယာကအရင်ကကိစ္စတွေအတွက်တောင်းပန်ပါတယ်ငါ့ကိုခွင့်ရေးထပ်ပေးနိုင်မလားလို့ပြောလိုက်တော့ကောင်မလေးကစီနီယာဘာဖြစ်သွားတာလဲသူအရင်ကငါ့ကိုမကြိုက်ပါဘူးအရင်နှစ်ရက်ကစပြီးငါပဲပေါ်ပြူလာဖြစ်သွားတာလားလူတိုင်းကငါနောက်လိုက်လာကြတယ်လို့တွေးနေတော့ကောင်မလေးရဲ့တငယ်ချင်းကပြဿနာတော့တက်နေပြီလို့လာပြောရတယ်ဘာဖြစ်လို့လဲမေးတော့ကျောင်းကယူမှာတယောက်ကနဲ့ကျောင်းကောလာဟာလာတွေဖြတ်နေတယ်နင်ကချမ်းသာပြီးပါဝါရှိတဲ့ရုပ်ဆိုးဆိုးထိပ်ပြောင်ပြောင်အသက်ကြီးဦးလေးကြီးစီကခြူစားနေတယ်ဆိုပြီးသတင်းထွက်နေတာပြီးတော့သူနင့်ကိုပိုက်ဆံကပ်ပေးတဲ့ပုံလိုင်းပေါ်မှာပြက်နေတယ်လို့ပြောပြီးကြည့်ခိုင်းလိုက်တော့ကောင်မလေးကကားထဲမှာဘသူပါလဲဆိုတာတောင်မမြင်ရပဲအသက်ကြီးရုပ်ဆိုးဆိုးထိပ်ပြောင်ပြောင်လို့ဘသူပြောရလဲလို့မင်းငါ CEO ကဖြောင်းဖြောင်းတောင်းတောင်းကြည့်ကောင်းပါတယ်လို့စိတ်ထဲတွေးလိုက်ပါတယ်တငယ်ချင်းကအဲ့ဒါကရေးကြီးလို့လားတကယ်ရေးကြီးတာကနင့်နမီကုံသတင်းလို့ပြောတော့ဘေးကစီနီယာကအကူညီလိုလားမေးပါတယ်ကောင်မလေးကမလိုပါဘူးငါပြဿနာငါဖြေရှင်းနိုင်ပါတယ်ပြက်သားတဲ့စိတ်ကအတင်းဖြင်းတွေကိုမကြောက်ဘူးလို့ပြောလိုက်ပါတယ်ကောင်မလေးအတန်းထဲဝင်လာတော့ကောင်မလေးကြောင့်မဟုတ်တဲ့သတင်းတွေဖြတ်နေတဲ့အတန်းဖော်ကိုစီနီယာကစုံမနေတာကိုတွေးလိုက်ပါတယ်ကောင်မလေးကသူငါ့ကိုကာကွယ်ပေးနေတာပဲဟိုနေ့ကသူငါ့ကိုဖွင့်ပြောတာတကယ်ကြီးလားဘာတွေဖြစ်နေတာလဲလို့တွေးလိုက်ပါတယ်